စာသုံး Bath နိုဝင်ဘာ1ရက်1993ခုနှစ်လူလေးဝက်စနာလင်္ကာရနှုတ်မှုအတတ်အကြောင်းကိုပြန်ကောက်အောင်မယ်နှုတ်မှုအတတ်ဆိုတာကောင်းစွာစကားပြောတတ်တဲ့အတတ်ပညာဖြစ်တယ်ဒီအတတ်ပညာဟာဘဝအကွေတိုင်းမှာအသုံးချတယ်အကွေကောက်တော်များများမှာလိုအပ်တယ်ဒါကြောင့်ဒီအတတ်ပညာကိုသတိမမေ့အပ်ဘူးလွတ်တော်ထဲမှာဖြစ်စေသာသနာ့ဘက်မှာဖြစ်စေဥပဒေအတတ်မှာဖြစ်စေနှုတ်မှုပညာမတတ်ရင်လူချုံမဖြစ်နိုင်ဘူးနေ့စဉ်ပြောဆိုတဲ့နေရာမှာတော့ကိုပြောချင်တဲ့အရာကိုမှန်မှန်ကန်ကန်တိတိကျစကားပြောတတ်သူတက်တောင့်တတနဲ့အလေးထုံရှိတဲ့စကားပြောကောင်းသူတယောက်ဟာအမှားမှားယွင်းယွင်းမတတ်မရက်စကားပြောသူတယောက်ထက်များကြီးခွင့်သာတယ်ဖေပြောမှုတဲ့အတိုင်းနှုတ်မှုအတတ်ပညာရဲ့အလုပ်ဟာလူတွေကိုဆွဲဆောင်သိမ်းသွင်းနားချဖို့ဖြစ်တယ်လူတွေကိုဆွဲဆောင်နားချခြင်းရင်သူတို့သဘောကျသွားအောင်ပြောနိုင်ရမယ်လွတ်တော်ထဲမှာဖြစ်စေတရားပလင်မှာဖြစ်စေတရားရုံးမှာဖြစ်စေလူပုံလင်မှာစကားပြောရသူတယောက်ဖို့ကိုယ်စကားကိုနားထောင်သူတို့သဘောကျသွားအောင်ပြောတတ်ရင်ဘလောက်ခွင့်သာလဲဆိုတာနောက်တော့သိလာလိမ့်မယ်ဒီလိုဖြစ်ဖို့ရာဟာနှုတ်မှုအတတ်ပညာမရှိဘဲနဲ့ဘလို့မှမဖြစ်နိုင်ဘူးစကားပြောကောင်းသူတယောက်ဟာကိုပြောနေတဲ့အကြောင်းအရာနဲ့ညီညွတ်တဲ့စကားသုံးနှုန်းကိုပြောတတ်ရုံတရားစည်းကမ်းတွေနဲ့ကိုက်ညီအောင်ပြောတတ်ရုံနဲ့မလုံလောက်သေးဘူးခန်းခန်းနာနာတက်တက်ရလည်းပြောတတ်ရမယ်ဆိုလိုတာကအကောင်းဆုံးအရှင်းလင်းဆုံးစကားလုံးတွေကိုသုံးတတ်ရမယ်အဲ့ဒီစကားလုံးတွေကိုအသွားအလာရှင်းနောက်အစီအစဉ်တကျဖြစ်အောင်အကောင်းဆုံးထားတတ်ရမယ်ကိုပြောတဲ့စကားတွေကိုသိလျော်တဲ့ဥပမာဥပစာဥပမေယတွေနဲ့ပြောတတ်ရမယ်ဖြစ်နိုင်ရင်ဇဝနညံသုံးပြီးရှင်မျိုးဝယ်ဖြစ်အောင်ပြောတတ်ရမယ်ဥပမာမင်းကမစ္စတာမိတ်တရားစီမှာအားလျက်တရက်ခွင့်တောင်းချင်တယ်ဆိုတော့ကျွန်တော်ကိုအားလျက်တရက်လောက်ပေးပါလို့ဒုံးတီကြီးပြောမလားဒီလိုဒုံးတီကြီးသွားပြောတာမျိုးဟာသူ့ကိုခွင့်ပေးခြင်းအောင်ဆွဲဆောင်ရမရောက်ဘူးသူဟာမင်းပေါ်မှာစိတ်ထားကောင်းကြောင်းအလိုလိုက်ကြောင်းဒါတွေကိုအတွေ့အကြုံရသိပြီးဖြစ်ကြောင်းဒါကြောင့်မို့သူ့ကိုတခုခွင့်ပန်လိုကြောင်းအကယ်၍တောင်းပန်တာကိုလိုက်လျောခြင်းမပြုနိုင်ရင်လည်းစိတ်မကောင်းမဖြစ်တဲ့ကြောင်းသူအာယုံစိုက်လာအောင်သူဘဝင်ကျသွားအောင်ပထမပြောပြရမယ်ဒီလိုစကားပလင်ခံပြီးတော့မှမင်းလိုချင်တဲ့အကြောင်းအရာကိုတင်ပြရမယ်မင်းကိုခွင့်တရက်လောက်ပေးဖို့အကြောင်းခွင့်ပေးရင်ဘယ်နေရာကိုသွားမယ့်အကြောင်းဘာလုပ်မယ့်အကြောင်းကိုပြောပြရမယ်ပြီးတော့မင်းဟာသူ့စီကဒီလိုမကြာခဏခွင့်ပန်ဖို့ခြင်းမရှိကြောင်းနောင်မှလည်းမကြာခဏခွင့်ပန်မှာမဟုတ်ကြောင်းတခါတရံမှာစိတ်ကိုခန္ဓာကိုယ်ကြီးကဖြစ်စေအလုတ်ကဖြစ်စေခွာပြီးအနာပေးတဲ့ကြောင်းစသဖြင့်အကျိုးတင်အကြောင်းတင်ရှင်းပြရမယ်ဒီလိုရှင်းပြတဲ့အခါမှာတတ်နိုင်ရင်ဥပမာကလေးတစ်ခုနှစ်ခုနဲ့ပြတတ်ရမယ်လေးကိုင်းများဟာအမြဲညှို့မထားရင်အမြဲကွေးမထားရင်ညှို့အားကောင်းသလိုစိတ်ဟာလည်းမကြာခဏဆိုသလိုအနာပေးထားရင်ဖြေရော့ထားရင်ပိုပြီးတော့ခွန်အားကောင်းလာတတ်ကြောင်းစသဖြင့်ပြောတတ်ရမယ်ဒီလိုစကားမျိုးကတော့အသေးစားအာဝဇွန်အတွက်နှုတ်မှုပညာအသေးစားဥပမာကလေးတွေပဲဒါပေမဲ့ဒါကိုကြည့်လိုက်ရင်နှုတ်မှုပညာတက်ရှင်အာဇွန်းကောင်းခြင်းဆိုတာဘာလဲဆိုတာမင်းသဘောပေါက်လာလိမ့်မယ်ထင်တယ်စကားပြောကောင်းခြင်းအာဇွန်းကောင်းခြင်းဆိုတာအချုပ်မှာတော့ဆွဲဆောင်သိမ်းသွင်းတဲ့အတတ်ပညာပဲနောင်ပြဿနာကြီးတွေနဲ့ကြုံတွေ့လာရတဲ့အခါမှာဒီအတတ်ပညာကိုမင်းရလာလိမ့်မယ်လို့ဖေမျှော်လင့်တယ်